သာသနာတော်နှစ်2560ပြည့်နှစ်ကောဇာတက္ကရာ1388ခုနှစ်ပွားစုလ15ရက်2016ခုနှစ်ဇူလိုင်လ9ရက်မန္တလေးတိုင်းဒေသကြီးချမ်းသာဆန်မြို့နယ်35လမ်း81 82လမ်းကြားပရိယတ္တိသာသနာ့ဟိတအသင်းရွှေမြင့်တစောင်းအတွင်ဆင်းကျင်းပပြုလုပ်အပ်သည်ပရိယတ္တိသာသနာ့ဟိတအသင်း၏130ချိန်မြောက်နေုံလဆလျောင်မေကံဘွဲ့ပုံတော်လက်မှတ်ဆက်ကလူထံအကျိုးဓမ္မသဘင်အခမ်းအနား၌မမြို့စီပရိယတ္တိသာသနာ့ဟိတအသင်းအလို့အမှုဆောင်ဥဝင်းမြင့်ထေဒေါခေမမသာသမီမြေတစုရွှေမန်းမေအထီဆိုင်မိသားစုတို့အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောဥစ္စာစီးပွားယူပေါင်းများအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖျား၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတကာထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရုဏောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကရုဏိကတတတယောနာထောဝိနိယညာစွာတတ္တဝါဤချမ်းသာစီးပွားလူလာတောင်းတဂုံပေါင်းခါသဖြင့်နာထမိညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအပေမေယံရေတွေ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥစ္စာအသက်ချင်းလဲအင်္ဂါမိတ္တကြီးမှသမိတာနှင့်တထာဇနီဆွညင်းဤဟုကျတိထဘွယ်ငါးသွဲအစုအလုံးခဲရင်သောမှုတို့ကိုကရောတော်ဘုရားဖြစ်ရန်ဤတန်ကျုပ်ကုတ်အာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းနှလုံးစေဝံကိုရောဤပင်မခြင်းတို့ကတောဘဝဒါနကျိန်ဖန်များစွာရောက်တော်မူခဲ့ရာရှာလိပြီမဟာကရုဏီကတတတဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလူလာတောင်းတဂုံပေါင်းခါသဖြင့်နာထမိညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျုရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဥစ္စာစီးပွားယူပေါင်းများမြတ်စွာဘုရားဟာလောကသားတို့ရဲ့အကျိုးစီးပွားလို့ငါဆုံးမစကားများဟောကြားတော်မူခဲ့တာဖြစ်တယ်လောကလူသားတွေလက်ရှိဘဝမှာမြည်တို့မြည်ပုံနေထိုင်လိုက်တာဆောင်ရွက်ခြင်းဖြင့်ချမ်းသာဒုက္ခရနိုင်တယ်ဤဘဝ၏ချမ်းမဲ့၌ကြုံတွေ့ရမယ်နောက်ဘဝမှာချမ်းသာဒုက္ခတွေပဲပုံရနိုင်တယ်ဤဘဝနောက်ဘဝနှစ်ခုလုံးလွတ်မြောက်ရာနိဗ္ဗာန်ချမ်းသာကိုပဲပုံမြဲမောပြုနိုင်တယ်ဆိုတာကိုမြတ်စွာဘုရားရှင်းလင်းဟောကြားခဲ့တာဖြစ်ပါတယ်လက်ရှိဘဝမှာရဗုဒ္ဓရဲ့အဆုံးအမတွေကိုလိုက်နာကျင့်သုံးကြမယ်ဆိုလို့ရှိရင်
လက်ရှိဘဝမှာလည်းချမ်းသာဒုက္ခရရှိကြမှာဖြစ်တယ်ဘုရားမြတ်စွာရဲ့အဆုံးအမဟာတကယ်တော့လိုက်နာကျင့်သုံးရမယ်အဆုံးအမများတာဖြစ်ပြီးတော့ကိုယ်ွယ်ပြီးဆုတောင်းရမယ်ဘာသာတရားမျိုးမဟုတ်ပဲတကယ်လက်တွေ့ကျင့်သုံးရမယ်ဘာသာတရားမျိုးသာဖြစ်တာမြတ်စွာဘုရားဟာတရားတွေရဲ့အကျိုးကိုဆောင်ရွက်တဲ့အခါမှာတရားတွေရဲ့တဏ္ဍမှာကောင်းကျိုးချမ်းသာကိုဖြစ်ထွန်းစေနိုင်တဲ့ဟိတလို့ဆိုတဲ့အကြောင်းကောင်းတွေကိုဖြစ်ပေါ်စေပြီးအဟိတလို့ဆိုတဲ့အကျိုးမဲ့ကိုဖြစ်စေတတ်တဲ့အပြုအမူအနေထိုင်တွေကရှောင်ရှားစေခြင်းပဲဖြစ်တယ်အချင်းချင်းပြောရမယ်ဆိုလို့ရှိရင်တော့လောကမှာမလုံးတဲ့နာနဲ့လုံးတဲ့နာဒီနှစ်ခုကိုခွဲခြားဟောကြားခြင်းသာဖြစ်တယ်မလုံးတဲ့နာကိုရှောင်ရှားပြီးလုံးတဲ့နာကိုလှုပ်ခြင်းအားဖြင့်လူတွေဟာချမ်းသာဒုက္ခကိုရတယ်ဒါကြောင့်ဘုရားဘာသာဝင်တွေဘုရားကိုကြည်ညိုကိုးကွယ်ကြတယ်ဆိုတာမလုံးတဲ့နာနဲ့လုံးတဲ့နာဒီတစ်ခုကွဲပြားခြားနားစွာသိရှိဖို့ဖြစ်တယ်သိရှိပြီးတဲ့နောက်မှာမလုံးတဲ့နာကိုရှောင်ကျဉ်ခြင်းလုံးတဲ့နာကိုလိုက်တာဆောင်ရွက်ခြင်းဆိုတာပြုလုပ်မှသာလောကတန်တရားကြီးပွားချမ်းသာမှုကိုဖြစ်စေတယ်ဒါကြောင့်မြတ်စွာဘုရားအဆုံးအမတိုင်းလိုက်နာမယ်ဆိုရင်စီးပွားဥစ္စာတိုးတက်မှုကျမ်းမာရေးကောင်းမှုအသက်ရှင်မှုဆိုတဲ့အကျိုးတွေလူတိုင်းခံစားနိုင်တာပဲဖြစ်တယ်ဘဝမှာနေနည်းနိုင်ထိုင်နည်းကိုမြတ်စွာဘုရားဟောကြားဆုံးမခဲ့တယ်ဖြစ်တယ်ဒါကြောင့်ပယုဒ္ဓနိကေမှာလာတဲ့ဒီမေခွန်းနဲ့အဖြေစကားမှာလည်းပဲမြတ်စွာဘုရားရဲ့ဖြေဆိုချက်တွေဟာလောကသားတို့အတွက်များစွာအကျိုးစီးပွားကိုဖြစ်ထွန်းစေမှာဖြစ်တယ်မေခွန်းမေးတဲ့ပုဂ္ဂိုလ်ကတော့လူသားတစ်ယောက်မဟုတ်ဘူးသို့တော့လူသားတွေနဲ့ဆက်ဆက်နေတဲ့မေခွန်းကိုမေးတာပဲဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်သူလည်းတစ်ချိန်တုန်းကလူသားဘဝမှာကောင်းရာကောင်းကြောင်းကုသိုလ်တရားတွေကိုအထုပြုလုပ်ခဲ့တဲ့အတွက်ကြောင့်နတ်ပြည်နတ်ဘဝနတ်ချမ်းသာကိုရရှိခံစားနေသူတယောက်ပဲဖြစ်တယ်။ဒါကြောင့်လူဘဝတုန်းကအတွေ့အကြုံလူသားတွေကိုကောင်းစားစေခြင်းနဲ့စိတ်နဲ့သူဟာမြတ်စွာဘုရားကိုမေးလျောက်ခြင်းပဲဖြစ်တယ်။အဲဒီမေးလျောက်မှုတွေတကယ်တော့လူတွေကိုအကျိုးပြုတဲ့မေခွန်းများပါဝင်ပတ်သက်ပြီးတော့မေးထားအဲ့ဒီမေခွန်းတွေဟာအလုံးပေါင်းလိုက်တော့9မျိုးရှိတယ်မေခွန်း9ပုဒ်နာစေရတိဆိုတဲ့တုတ်တံဖော်ပြထားတာမှတ်သားချရဖြစ်တယ်ပေါ့ရသော်ဗျာဟောကြားတဲ့ပရိယတ္တိဓမ္မတွေဒီပရိယတ္တိဓမ္မတွေမြန်မာနိုင်ငံမှာထွန်းကားနေသမျှကာလပတ်လုံးမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေဟာလည်းပဲထင်ရှားရှိနေဥမှာပဲဖြစ်တယ်ဒီအဆုံးအမတရားတော်တွေပျောက်ပြက်မသွားအောင်ဉာဏ်တန်ဃာတွေဥဆောင်ပြီးတော့ဘုရားဘာသာဝင်သူတော်စင်တွေဝိုင်းဝန်းထိမ့်သိမ့်ကြဖြစ်တယ်ဒါကြောင့်မို့ဒီပရိယတ္တိသာသနာ့ဟိတအသင်းကြီးဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုသင်ယူတဲ့အခါများစွာအထောက်အကူဖြစ်ဖို့အတွက်ပရိယတ္တိသာသနာလို့ဆိုသင်ယူရမယ့်မြတ်စွာဘုရားအဆုံးအမတရားတော်တွေကိုအကျိုးပြုတဲ့အသင်းကြီးတွေနှစ်ပေါင်း100ကျော်ကနှစ်ပေါင်း100ကျော်မြတ်ပရိယတ္တိသာသနာဆိုတာကိုထွန်းကားစေအောင်ဆောင်ရွက်တဲ့အသင်းကြီးတစ်ခုဖြစ်တယ်အဲ့ဒီအသင်းကြီးရဲ့ဆောင်ရွက်မှုကြောင့်မြန်မာနိုင်ငံရဲ့ပရိယတ္တိသာသနာရဲ့အရေးအချင်းဟာဒီနားမှာရှိတဲ့နိုင်ငံတွေနဲ့ရှင်းလိုက်လို့ရှိရင်ရှေ့တန်းမှာရောက်ရှိတယ်အဲ့ဒါလိုရှေ့တန်းရောက်ရှိနေအောင်ဒီအသင်းကြီးရဲ့အထောက်အကူပြုမှုကူညီပေးမှုများစွာထိရောက်တယ်ဆိုတာအားလုံးလက်ခံထားတဲ့အချက်ပဲဖြစ်တယ်ပရိယတ္တိသာသနာလောကမှာဘိဝန္တဆိုတဲ့ဘွယ်တူးကို
သိရှိသူတိုင်းဟာတန်ဖိုးထားကြတယ်ဖြစ်တယ်နိုင်ငံသားများဒီပဲလေအဘိဝန္တဆိုတာတန်ဖိုးထားပြီးတော့လေးစားကြတယ်ဆိုတာသိရှိနားလည်တဲ့နိုင်ငံသားတိုင်းဟာသိမှပြုတ်တာအဲ့ဒီအဘိဝန္တလို့ဆိုတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေကိုထူးထူးချွန်ချွန်သိမြင်ပြီးတန်ဖိုးရှိရှိဘုရားရဲ့အဆုံးအမတွေကိုပြန့်ပွားအောင်ဆောင်ရွက်နေနိုင်အောင်ဒီအသင်းကြီးကဘေးကုန်းတွေထုတ်ပြီးဉာဏ်ဉာဏ်သေးတွေတိုးတက်လာဆောင်ရွက်ပေးခဲ့ဖြစ်တယ်ပေါ့ဒါကြောင့်မြန်မာနိုင်ငံရဲ့ပရိယတ္တိအသင်းပရိယတ္တိအည်အသွေးတွေကိုဟောဒီပရိယတ္တိသာသနာ့ဟိတအသင်းကြီးကဂုဏ်ယူပွဲရာနှစ်ပေါင်း100ကျော်ကြာသည့်ထိအောင်မပြတ်မကွက်ဆက်လက်ပြီးဆောင်ရွက်နေကြတယ်ဆိုတော့အလွန်ထင်ရှားမြန်မာလူမျိုးတွေကတို့နိုင်ငံဟာတရားစာတပေါ်များကျွယ်ဝတယ်ဆိုပြီးတော့ဂုဏ်ယူနေကြတော့တကယ်ဂုဏ်ယူရမယ့်အချက်ကတော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေမြန်မာနိုင်ငံမှာထွန်းကားနေခြင်းသာဖြစ်တယ်ဒီမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာမြန်မာနိုင်ငံမှာဟောပြောခဲ့တဲ့တရားတွေမဟုတ်ဘူးအိန္ဒိယနိုင်ငံမှာဟောပြောခဲ့တဲ့တရားအိန္ဒိယနိုင်ငံမှာဖြစ်ပေါ်လာတဲ့တန်ဖိုးကြီးမားတဲ့ယရနာတစ်ခုသည်မြန်မာလူမျိုးတို့ရဲ့လက်ထဲရောက်ရှိနေတယ်လို့ပြောရင်မှန်ကန်တဲ့အချက်ပဲဖြစ်တယ်အဲ့ဒါလို့ရောက်ရှိလာတာဟာလည်းပဲမြန်မာနိုင်ငံရဲ့ဘိုးဘွားပြည်ပင်တွေမကြိုးစားဘဲနဲ့ရောက်ရှိလာတာမဟုတ်ဘူးလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကပကံခေတ်မှာရှင်အရဟံနဲ့အနောထာမင်းတို့လက်တွဲပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမမြန်မာနိုင်ငံမှာထွန်းကားအောင်ဆောင်ရွက်ခဲ့တဲ့အကျိုးကျေးဇူးတွေသာဖြစ်တယ်ဒါကြောင့်ဒီကနေ့မြန်မာလူမျိုးတွေရဲ့ယရဏလက်ထဲမှာဓမ္မယရဏဆိုတဲ့တန်ဖိုးမပြတ်တဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေထွန်းကားနေစေဖြစ်တယ်အိန္ဒိယနိုင်ငံမှာဆိုရင်ဒီမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာသူတို့ရဲ့နှလုံးသားထဲမှာမရှိတော့ဘူးမြန်မာလူမျိုးတွေရဲ့လက်ထဲရောက်ရှိနှမျောတတ်မယ်ဆိုရင်မြန်မာလူမျိုးတွေစီကပြန်ယူခြင်းစိတ်ရှိကြမှာဖြစ်တယ်အဲ့တော့မြန်မာလူမျိုးတွေအနေနဲ့တန်ဖိုးထပ်တတ်ဖို့တော့လိုတယ်ခုလက်ထဲမှာရောက်ရှိနေတဲ့ယရနာတစ်ခုကိုတန်ဖိုးမသိဘူးဆိုလို့ရှိရင်ဒီတန်ဖိုးဟာတန်ဖိုးသိတဲ့ပုဂ္ဂိုလ်ရဲ့လက်ထဲကိုရောက်ရှိသွားနိုင်သေးတယ်ပေါ့တန်ဖိုးသိအောင်ကြိုးစားအထောက်ကြတန်ဖိုးသိသိနဲ့ထိမ့်သိမ်းဆောက်ရှောက်ကြမိမိတို့ကိုယ်တိုင်လည်းမြတ်စွာဘုရားရဲ့အဆုံးအမတွေသိရှိအောင်ကြိုးစားခြင်းသိရှိပြီးတဲ့အခါမှာကိုယ်ဘဝနဲ့ဆက်ဟပ်ပြီးတော့လိုက်တာจิตသုံးခြင်းဆိုတဲ့မလုံးမဖြစ်လုံးရမယ်အလုပ်ငန်းတွေကိုလုပ်တဲ့ဆောင်ရွက်ကြမှသာလိုအပ်တဲ့အကျိုးကျေးဇူးတွေကိုရရှိမှာဖြစ်တရားဓမ္မကိုနာယူမှတ်သားပြီးမိမိတို့ရဲ့ကိုယ်ထဲမှာမိမိတို့ဘဝမှာလက်တွေ့ကျင့်သုံးမှုခိုင်လိုင်းတစ်ဖွဲ့ထားပြီးရှောင်ရမှာကိုရှောင်ခြင်းဆောင်ရမှာကိုဆောင်ခြင်းဆိုတဲ့ဒီလုပ်ငန်းနှစ်ရပ်ကိုလှုပ်ဆောင်မှသာလျှင်ထူးခြားတဲ့အကျိုးကျေးဇူးကိုရမှာဖြစ်တယ်။တန်ဖိုးရှိတဲ့ယရနာဟာတစ်တာထဲမှာသိမ့်ထားလို့ရှိရင်သူ့ရဲ့တန်ဖိုးဟာသိတာမှမဟုတ်ဘူး။လူတွေရဲ့ခန္ဓာကိုယ်မှာဆင်မြန်းလိုက်တဲ့အခါမှာတန်ဖိုးရှိတဲ့ယရနာဟာတန်ဖိုးရှိမှပိုသိတာမှဖြစ်တယ်ပေါ့။ဒါကြောင့်မို့လို့တန်ဖိုးရှိတဲ့ယရနာကိုတန်ဖိုးရှိအောင်မိမိတို့နေ့စဉ်ကျင့်သုံးတဲ့နေရာမှာလိုက်နာဖို့လိုအပ်တယ်။လိုက်နာခြင်းဟာလည်းယရနာကိုထုတ်ပြီးဆင်မြန်းခြင်းနဲ့အလားတူတူတယ်။ယရနာဆင်မြန်းထားမှထိုယရနာရဲ့အကျိုးကျေးဇူးခံစားရတယ်။မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာလည်းလိုက်နာကျင့်သုံးမှသာလူတွေဖို့တန်ဖိုးရှိမှဖြစ်တယ်ဆိုတာတတိချကြဖို့လိုအပ်တယ်ပေါ့။အခုဒီသုတ်တံမှာမေခွန်း9မျိုးမေးထားဒီမေခွန်းတွေနတ်တွေအတွက်မေးတဲ့မေခွန်းမဟုတ်ဘူးလူတွေအတွက်မေးတဲ့မေခွန်းပဲဖြစ်တယ်
ဒါကြောင့်မို့မိမိတို့လိုက်နာရမယ့်အချက်တွေကိုလိုက်နာချက်သုံးဖို့လိုအပ်တယ်ဆိုအဲ့ဒီထဲမှာအရေးကြီးဆုံးမေခွန်းကတော့ဘာလဲလို့ဆိုအဲ့ဒီမေခွန်းရဲ့အဖြေဥစ္စာစီးပွားရိုးပေါင်းများဆိုတာနဲ့ပတ်သက်ပြီးလူတွေဟာနေ့စဉ်နဲ့များစီးပွားဥစ္စာရှာကြရှာတော်လဲပဲထိုစီးပွားဥစ္စာတွေရိုးပေါက်တွေကိုမပိတ်နိုင်ဘူးဆိုလို့ရှိရင်ဘဝမှာချမ်းသာဒုက္ခရကြမှာမဟုတ်ဘူးမြန်မာစကားပုံမှာရှိတဲ့အတိုင်းအိပ်ပေါက်နဲ့ဖားကောက်ဆိုတာလို့ဖြစ်အိပ်ပေါက်နဲ့ဖားကောက်လို့ရှိရင်တော့ကောက်ပြီးထဲလိုက်တဲ့မြဖားတွေအိပ်ပေါက်ထဲကထွက်သွားကြမှာပဲဖြစ်တယ်ပေါ့တဲတဲ့ရေသွန်ဆိုတဲ့စကားလိုပဲခတ်တဲ့မြရေတွေဟာတဲပေါ်သွန်လိုက်လို့ရှိရင်တဲကဆုပ်ယူသွားတဲ့အတွက်ကြောင့်ရေတွေဟာဖတ်တယ်မှာမဟုတ်ဘူးဒါကြောင့်မို့အဲ့ဒီလိုမဖြစ်ရလေအောင်ဒီဥစ္စာစီးပွားရိုးပေါင်းများကိုတတိထားပြီးတော့လူတိုင်းပိတ်ဆို့နိုင်ကြရမှာဖြစ်တယ်အဲ့ဒါကိုတတိပေးတဲ့အနေနဲ့ဒီသုတ်တံမှာမြတ်စွာဘုရားဟောကြားထားတာဖြစ်တယ်သို့သောမေခွန်း9ခုလုံးဟာလူတွေအတွက်လိုက်နာကျင့်သုံးရမယ့်အချက်တွေဖြစ်လို့မေခွန်းမွေးသူကမေးထားတဲ့မေခွန်း9ပုဒ်ကိုမြတ်စွာဘုရားရဲ့ဖြေဆိုချက်တွေနားထောင်မှတ်သားပြီးတော့ကိုယ်ဘဝနဲ့ဆက်ဟပ်ထားလက်တွေ့လိုက်နာကျင့်သုံးကြရအောင်အဲ့ဒီလိုလိုက်နာကျင့်သုံးမှကောင်းကျိုးချမ်းသာဆိုတာရမယ်လို့ဆိုထုံးစံအတိုင်းနတ်တွေဆိုတာလူတွေအိတ်လို့တိတ်ဆိတ်သွားတဲ့အခါညတကောင်ကြော်မှလူပြေကိုလာလေးရှိကြတယ်အဲ့ဒီလိုလူပြေလာပြီးတော့မြတ်စွာဘုရားထံမှာသူတို့သိလို့တဲ့အချက်တွေကိုမေးမြန်းလေးရှိကြတယ်အဲ့ဒီမေးမြန်းတဲ့အချက်တွေဟာသူတို့နတ်တွေအတွက်မေးတာတဲ့လူတွေအတွက်ပို့ပြီးတော့အကျိုးဖြစ်ထွန်းတဲ့မေးခွန်းမျိုးတွေကပို့ပြီးတော့များတယ်နတ်စီရတိတုတ်ဆိုရလာတဲ့မေးခွန်း9ပုဒ်ကိုနားထောင်ကြည့်ကြရအောင်ဘယ်လိုမေးလို့မြတ်စွာဘုရားကဘယ်လိုဖြေတယ်ဆိုတာမှတ်သားပြီးကိုယ်ဘဝနဲ့စဟထာကိုလေ့လာလိုက်နိုင်ကျင့်သုံးကြဖို့ပေါ့ကဲနံပါတ်1မေးတဲ့မေးခွန်းကဘာတော့ဆိုကိစီရတိကိဏစီရတိလောကမှာဟောင်းနွမ်းအိုမင်းသွားတဲ့အရာကဘာလဲဟောင်းနွမ်းအိုမင်းမသွားနိုင်တဲ့အရာကဘာလဲလောကမှာဆွေးမြေ့ပြီးတော့ပျက်စီးသွားတဲ့ဟာရှိဟောင်းသွားတယ်ဆွေးမြေ့သွားတယ်ဆိုတာလောကမှာရှိလူသည်ပင်လည်းတဖြည်းဖြည်းအိုမင်းရင်းရော်လာပြီးတော့လူရဲ့ခွန်အားတွေကျဆင်းသွားတယ်အရွယ်တွေဟာရုပ်လျော့သွားတယ်ရုပ်ပြက်ဆင်းရဲတွေဖြစ်သွားတယ်အဲ့ဒါလို့ဟောင်းနှွမ်းယိုယွင်းပျက်စီးခြင်းနဲ့ကြုံလူတွေတင်လားဆိုမကဘူးသက်မဲ့တရားတွေသက်မဲ့ဖြစ်တဲ့အရာတွေလည်းပဲထို့တူပဲဆိုပါစို့အခုဒီအသင်းတိုက်ကြီးဆိုလို့ရှိရင်တဖြည်းဖြည်းဒီညမတက္ကရာ1300ဒီ18ခုနှစ်လောက်က BC တဲ့ဒီအသင်းတိုက်ကြီးခုတဖြည်းဖြည်းဟောင်းနှွမ်းလာတယ်ဆိုထင်ရှားအဆောင်ဦးကြီးတွေတဖြည်းဖြည်းဟောင်းနှွမ်းလာတယ်ဆိုတာသဘာဝအဲ့တော့လောကမှာဘယ်ရာပဲဖြစ်ဖြစ်ကိုဝတ်တဲ့အဝတ်တွေပဲလဲဟောင်းနှွမ်းသွားတာရှိဆွေးမြေ့သွားတယ်ဟောင်းနှွမ်းသွားတယ်တစ်လွင်ခြင်းမရှိဘူးဆိုတာမျိုးတွေဖြစ်တာကြီးပဲအကုန်သဘာဝတရားကိုလွန်မြောက်နိုင်ခြင်းမရှိဘူးဟောင်းနှွမ်းဆွေးမြေ့သွားကြတဲ့အရာတွေရှိအဲဒီလိုဟောင်းနှွမ်းဆွေးမြေ့သွားတဲ့အရာတွေမြောက်များစွာရှိတဲ့ထဲမှာဒီနတ်သားကရသော်ဘုရားကိုမေးတာကိစီရတိကိဏစီရတိဘယ်အရာကဟောင်းနှွမ်းဆွေးမြေ့သွားတတ်ပြီးဘယ်အရာကတော့ဟောင်းနှွမ်းဆွေးမြေ့သွားခြင်းမရှိဘူးလေလို့ဒီမေးခွန်းမေးတာဒီမေးခွန်းကိုကိုယ့်အကိုဖြေကြည့်မှန်မှန်နော်ကိုယ့်အကိုဖြေလို့ဖြေထုတ်နိုင်မယ်မဟုတ်ဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ကဘယ်လိုဖြေတော့ဆိုရူပံစီရတိမစ္ဆာတရဝါတို့ရဲ့တဏ္ဍာမှာရှိတဲ့ရုပ်အစင်းဟာဟောင်းနှွမ်းအိုမင်းသွားတဲ့
လူတွေရဲ့ရုပ်ဟာအိုတယ်ဒါမှမဟုတ်ဗမာတွေလည်းပြောကြတယ်ရှိတယ်ဒီလူကရုပ်သာအိုတာစိတ်မအိုဘူးလို့ပြောကြတယ်လေလူကသာအိုတယ်စိတ်ကမအိုဘူးဆိုတာမျိုးပြောလို့ရှိကြတယ်အဲ့တော့ရသော်ဘုရားဖြေလိုက်တာလေရူပံစီရတိမစ္ဆာတရားတို့ရဲ့ရုပ်အစင်းဟာယူရင်းအိုမင်းသွားတဲ့ယူရင်းအိုမင်းသွားတဲ့အရာဟာတခြားမဟုတ်ဘူးတရားတို့ရဲ့ရုပ်အစင်းပဲဖြစ်တယ်လို့ဒီလိုခေါ်တယ်အဲ့တော့ဒါလည်းပဲကိုယ့်ကိုယ်တန်ဝေကယူเสียပဲဒီအဖြေလေးကိုကြည့်ပြီးငါတို့ဟာငယ်စဉ်တောင်ကြီးကလေးဘဝနဲ့မတူဘူးတဖြည်းဖြည်းယူရင်းအိုမင်းလာပြီးဆိုတဲ့သဘောသိရှိနားလည်တယ်ကိုဝတ်တဲ့အဝတ်သည်ဟောင်းနွမ်းပြီးတော့သွားတယ်လို့ပဲကိုယ်ခန္ဓာကိုယ်ကြီးဟာလည်းတဖြည်းဖြည်းဟောင်းနွမ်းပြီးတော့လာတယ်ဆိုတဲ့သဘောဆင်ញင်သုံးသပ်ပြီးချတာဖြစ်တယ်အရာခတ်သိမ်းဟာဖြစ်ပေါ်လာပြီးတဲ့နောက်မှာပြောင်းလဲသွားတာအဆိုးဘက်ကိုရင်းရိုင်ထွက်သွားတာဒါသဘာဝတရားပဲလို့သဘာဝတရားရဲ့ဖြစ်စဉ်ပေါ်မှာသိပြီးတော့သဘာဝတရားအပေါ်မှာတွေ့တာခြင်းမမောခြင်းဆိုတဲ့တွေ့တာမှုတွေမမောမှုတွေရှော့နိုင်တယ်များရှော့ဖယ်ရှားနိုင်တယ်များဖယ်ရှားကြိုးစားကြရဖြစ်တယ်နော်ဒါဖြင့်မဆွေးမြေ့တဲ့အရာမဟောင်းနှွမ်းတဲ့အရာကဘာလဲလို့ဆိုတာမြတ်စွာဘုရားကဘယ်လိုဖြေလို့ဆိုနာမခွတ္တနာစီယတိအမည်နဲ့အနွယ်ဆိုတာတော့မဆွေးနွေးဘူးပျောက်မသွားဘူးလို့ဆိုတယ်နော်လူရဲ့ရုပ်ဆင်းဟာပျောက်သွားပြီခုနတည်းမဲ့ဘုန်းကြီးတို့ရုံးခန်းထဲမှာခဏထိုင်ပြီးတော့ကြည့်ဒီပရိယတိသာသနာ့ဟိတအသင်းကြီးနှစ်ပေါင်း100စတင်တည်ထောင်တဲ့ဥက္ကဋ္ဌကြီးတွေဟောသူတို့နာမည်တွေတော့ကြံ့ရစ်တယ်ဒါပေမဲ့လူမရှိတော့ပျောက်ကွယ်သွားကြပြီဆွေးပြေးရင်းရောပျက်စီးသွားကြအတွင်းရင်ဘူးလှုပ်သွားတဲ့ဒကာကြီးတွေအခုမရှိတော့ဘူးပျောက်ကွယ်သွားကြပြီသို့တော့နာမခွတ္တနာစီရတိသူတို့လှုပ်သွားတဲ့လှုပ်တာတွေသူတို့ရဲ့အမည်နာမတွေတော့ကျမ်းနေတော့မယ်လူတွေကသိနေကြတော့မယ်ဘယ်နှစ်ခုနှစ်ကဘယ်ဥက္ကဋ္ဌကြီးကဥဆောင်သွားတယ်ဘယ်နှစ်ခုနှစ်ကဘယ်ဥက္ကဋ္ဌဘယ်အတွင်းရမှုဆိုတာခဏချီပြောနိုင်ဟောအမည်နာမတွေကကျန်ရစ်ကျန်တာတွေကပျောက်သွားဒါကိုလည်းပဲလောကရဲ့သဘာဝအရာဘုန်းကြီးတို့တွေတတိတံဝေကရှိကြလို့ရတယ်ကိုယ့်ရဲ့အမည်နာမဟာအကောင်းနဲ့ကြံ့ရင်မလားအဆိုးနဲ့ကြံ့ရင်မလားအကောင်းနဲ့ကြံ့ရင်ဖို့ကြိုးစားကြရမှာဖြစ်တယ်ရုပ်ခန္ဓာကိုယ်ဆိုတာယူရင်းပျက်စီးပြီးပျောက်ကွယ်သွားမှသာဖြစ်တယ်အမည်နာမကတော့ကြံ့ရင်ကြံ့မှာပဲဖြစ်တယ်ပေါ့ဒါကြောင့်အမည်ဆိုးနဲ့မကြံ့ရင်အောင်အမည်ကောင်းနဲ့ကြံ့ရင်အောင်တို့တွေကြိုးစားရမယ်ကောင်းဆုံးအလုပ်တို့တွေလုပ်ရမယ်ဆိုရင်အသိဉာဏ်ရရှိကြဖြစ်တယ်အဲ့တော့နံပါတ်1မိကုံးကိုမြတ်စွာဘုရားဖြေလိုက်တာတရားတို့ရဲ့ရုပ်ခန္ဓာကြီးဟာအိုမင်းပြီးရင်းရောနောက်ဆုံးပျောက်ကွယ်သွားတယ်သို့သောသူတို့ရဲ့အမည်အနွယ်နာမတွေပျောက်ကွယ်သွားမှုမရှိဘူးဟောတယ်ဟောတာနော်ဒီလိုဖြေလိုက်နောက်ဒုတိယမိကုံးနဲ့ပတ်သက်ပြီးတော့ဘာမေးလို့ဆိုကိဉ္တုဥပထောတိဩစတိလောကမှာလမ်းဆိုတာမမှန်ကန်တဲ့လမ်းမှန်ကန်တဲ့လမ်းလို့ဗကတိလမ်းဒီပင်ကိုသွားခြင်းတဲ့နေရာကိုသွားတဲ့လမ်းမဟုတ်လို့ရှင်လမ်းမှားလို့ခေါ်တယ်ကိုသွားခြင်းတဲ့လမ်းဆိုလို့ရှင်လမ်းမှန်ကန်တဲ့လမ်းနဲ့မမှန်ကန်တဲ့လမ်းလို့ဆိုတာလောကကြီးမှာရှိဒီကနေစကိုင်းသွားခြင်းစကိုင်းသွားလို့ရတဲ့လမ်းရှိဖြောင်းမြန်သွားလို့ရှိရင်စကိုင်းသွားတဲ့လမ်းမဟုတ်ဘူးအဲ့တော့လမ်းဆိုတာပဋ္ဌဆိုတာမှန်ကန်တဲ့လမ်းကြောင်းကိုပြောတာဥပ္ပဋ္ဌဆိုတာကြတယ်မှန်ကန်တဲ့လမ်းကြောင်းမဟုတ်ဘူးလို့ဆိုလို့ဆန့်ကျင်မဲ့လမ်းဆန့်ကျင်မဲ့လမ်းကိုလျှောက်လို့ကိုသွားခြင်းတဲ့နေရာကိုရောက်မှာမဟုတ်ဘူးထို့တူပဲလောကလူသားတွေဟာလည်းပဲဖြောင်းပြုတ်မတ်မတ်ကောင်းရာသူဂတိကိုရောက်ဖို့အတွက်မှန်ကန်တဲ့လမ်းကြောင်းကရှောင်မှန်ကန်တဲ့လမ်းကြောင်းကရှောင်နှမ်းဖို့လို့
အဲ့ဒီမှာတို့တွေဟာတဘာဝတရားဖြစ်ခြင်းတို့တွေဟာလမ်းမှန်ပေါ်ရှောက်နေတာလားလမ်းမလိုက်နေတာလားဆိုတာတတိချကြဖို့လို့လမ်းမကိုသွားမိလို့ရှိရင်တော့ဆိုပါစို့တဏီကုံလိုက်သွားတာလမ်းမအချိန်ကလည်းနေဝင်တော့မယ်ကိုသွားတဲ့လမ်းကလည်းလွဲနေပြီနောက်ပြန်လှည့်လို့လည်းအချိန်မရှိတော့ဘူးရှေ့ဆက်သွားလို့ရှိရင်လည်းအန္တရာယ်နဲ့ကြုံနေပြီဆိုတဲ့လမ်းမတန်မှားရွံ့တဲ့လမ်းတစ်ခုပြင်လို့မရတော့တဲ့လမ်းမှားကြီးတစ်ခုအဲ့ဒါလိုပဲဘုန်းကြီးတို့တွေရဲ့ဒီလိုက်နာကျင့်သုံးမှုနဲ့ပတ်သက်တဲ့လမ်းမှာလည်းအမှားအမှန်နှစ်ခုရှိတယ်ပေါ့တို့တွေဟာနေ့စဉ်သွားနေတာလမ်းမှန်ပေါ်သွားနေတာလားလမ်းမှားပေါ်ရှောက်နေတာလားဆိုတာမစင်စားပဲနဲ့မနေကြဘူးအဲ့တော့မြတ်စွာဘုရားကဒီကိန္တုဥပထောတိဥစ္စတိဘယ်ဟာကိုလမ်းမှားလို့ခေါ်နိုင်ပါသလဲဆိုတဲ့မေကုံကိုဘယ်လိုဖြေလိုက်တုံးဆိုရာခောဥပထောတိဥစ္စတိမင်းကာမဂုဏ်အာယုန်ဒီပေါ်မှာတွေ့တာနေမယ်တတ်မဲ့နေမယ်နှစ်သက်နေမယ်ဆွဲလန်းနေမယ်ဆိုရင်တော့အဲ့ဒါမင်းလမ်းမှားပြီလို့ဒီလိုဆိုတယ်နော်ဒီလမ်းမှားပေါ်လျှောက်လို့ကောင်းတာသူကတိဘယ်တော့မှမရောက်ဘူးဆိုပါစို့လူတယောက်ဟာမိသားစုပေါ်မှာတွေ့တာတယ်ပစ္စည်းဥစ္စာတွေပေါ်မှာတွေ့တာအဲ့ဒီလိုတွေ့တာမှုအားကြီးပြီးတော့နေတဲ့ပုဂ္ဂိုလ်တယောက်ဟာဒီတဲ့အစင်းမြင့်တဲ့ဘဝမရောက်နိုင်အစင်းမြင့်တဲ့ဘဝမရောက်နိုင်တွေ့တာမှုကနေဆွဲထားသည့်အတွက်ကြောင့်ဒီပုဂ္ဂိုလ်အစင်းမြင့်သွားတဲ့နေရာဆင်းရဲဒုက္ခကလွတ်မြောက်သွားတာမရှိဒါကြောင့်ဒီရာဂလို့ပဲတဏှာလို့လည်းခေါ်တယ်လောဘလို့လည်းခေါ်တယ်အဲ့တဏှာရာဂလောဘဆိုတဲ့သဘောတရားဟာဒုက္ခတွေကြီးပဲဆက်ပြီးတော့ထုတ်လုပ်နေမှာဖြစ်တယ်ကိုလိုချင်တာကဒုက္ခသူကပေးတာဒုက္ခဆိုကိုလိုချင်တဲ့ဒုက္ခဆိုတာမရနိုင်ဘူးတဏှာရာဂဆိုတာကိုယ်တဏ္ဍာမှာရှိနေတယ်ဗျကိုသွားနေတဲ့လမ်းဒီလမ်းမပဲဖြစ်တယ်ကိုကလိုချင်တာချမ်းသာသူကပေးတာဒုက္ခဆိုကိုလိုချင်တဲ့လမ်းကြောင်းပေါ်မရောက်ဘူးလို့ဒီလိုဆိုတယ်ဒါကြောင့်တွေ့တာမှုလိုချင်မှုတတ်မှတ်မှုဆိုတဲ့ရာဂတရားကိုမြတ်စွာဘုရားကဥပ္ပထလမ်းမလို့ဒီလိုဟောတာဖြစ်တယ်တန်တရားထဲမှာဘဝတစ်ခုကနေဘဝတစ်ခုသွားနေရတာဘယ်သူကြောင့်သွားနေရတာလဲလို့ဆိုလို့ရှိရင်ဟောဒီတဏှာကြောင့်သွားတာဒါကြောင့်မို့လူတွေဟာအဓိကကြည့်လိုက်မယ်ဆိုရင်ဘယ်သူရဲ့ချေးကြုံဘယ်သူရဲ့လွှမ်းမိုးမှုအောက်မှာနေရတယ်လဲဆိုရင်တဏှာဆိုတာရဲ့လွှမ်းမိုးမှုအောက်မှာနေရတောင်မြုပ်မဟာကဏ္ဍဆရာတော်ကြီးကငါတို့နေရဣခဗတဏအုပ်စိုးသည်ဆရာတော်ကြီးကအကျမ်းလေးနဲ့ရေးသွားတာရှိတယ်နော်ကဘာကြီးကိုလွှမ်းမိုးချုပ်ကင်ထားတာတဏပဲဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီတဏအောက်မှာသွားတဲ့ပုဂ္ဂိုလ်တိုင်းဟာအချိန်ချင်းအထက်ထဒုက္ခတွေပဲတွေ့မယ်ချမ်းသာဒုက္ခဆိုတာမတွေ့ဘူးဒါကြောင့်မို့အဲ့ဒါကိုလမ်းမလို့ဒီလိုဆိုလိုတာနော်အဲ့ဒီလမ်းကြောင်းကလိုက်နေလို့ရှိရင်တဏှာဒီဒုက္ခသမုဒယဖြစ်သောကြောင့်ဒုက္ခတွေကိုပဲထပ်တလဲလဲရမှာဖြစ်တယ်ဒုက္ခဆိုတာမရောက်နိုင်ဘူးဒါကြောင့်မြတ်စွာဘုရားဖြေလိုက်တာအလွန်တိကျတဲ့အဖြေတစ်ခုပေးတာပဲဖြစ်တယ်ကိန္တုဥပထောတိဥစ္စတိဘယ်ဟာကိုလမ်းမလို့ပြောမလဲဆိုရာဂကိုပဲလမ်းမလို့ပြောရမယ်ဒီလိုဖြေလိုက်တာဖြစ်တယ်တရားသဘောအရင်အလွန်တိကျတဲ့အဖြေတစ်ခုပေးတာပဲဖြစ်တယ်ပေါ့အဲ့ဒါလိုပဲနောက်မေးခွန်းတစ်ခုနံပါတ်3မေးခွန်းတစ်ခုကြာဘယ်လိုမေးလို့ဆိုကိန္တုဓမ္မာနံပရိပန္ထောတကယ်ကိုကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့တရားဓမ္မတွေရဲ့အန္တရာယ်အနှောင့်အယှက်ဆိုတာဘာလဲဓမ္မတို့ရဲ့အန္တရာယ်အနှောင့်အယှက်ဆိုတာဘာလဲဘေးရန်အန္တရာယ်အနှောင့်အယှက်ဆိုတာဘာလဲဆိုဒီမေးခွန်းမေးလောဘောဓမ္မနာပရိပန္ထော
ကြည့်ခုနအဖြေနဲ့သွားတူတယ်ခုနကလမ်းလွဲရာဂောဥပထောတိဩစတိရာဂသည်လမ်းလွဲလို့ခေါ်တယ်အခုလောဘဆိုတဲ့စကားလုံးကိုသုံးပြီးမြတ်စွာဘုရားလောဘောဓမ္မာနံပရိပန္ထောနိဗ္ဗာန်ရောက်ကြောင်းတရားကျင့်ကြံကြိုးကိုအားထုတ်နေတဲ့ပုဂ္ဂိုလ်တိုင်းရဲ့ဒီအနှောင့်အယှက်အန္တရာယ်ဟာဘယ်သူလဲလို့ဆိုရင်လောဘပဲဖြစ်တယ်ဒါကြောင့်မို့လို့ဒီလောဘကိုပဲဒုက္ခသဝရိယလို့မြတ်စွာဘုရားဟောတာလေလောကလူတွေအခက်ခဲကြုံရတာပြဿနာမျိုးစုံကြုံရတာဟောဒီလောဘပဲသံတရားတွေကမထွက်နိုင်တာဟောဒီလောဘဘဝတစ်ခုကနေတစ်ခုသွားနေတာဟောဒီလောဘအဲ့ဒီလောဘဟာတကယ်ကိုတရားဓမ္မတွေရဲ့အနှောင့်အယှက်ဘေးရန်အန္တရာယ်ကြီးပဲလို့လောဘတစ်ခုတည်းကိုပဲလမ်းလွဲလို့လည်းဖြေလိုက်တယ်တရားဓမ္မတို့ရဲ့အနှောင့်အယှက်အဟံတားကြီးလို့လည်းဖြေလိုက်တာဖြစ်တယ်ပေါ့ဒါဟာအလုံးမှန်ကန်တဲ့အဖြေမျိုးဖြေတာတိကျတယ်သို့တော်လောကလူတွေကဘယ်လိုတွေးနေကြတော့ဆိုကိုယ့်ကိုယ်လည်းစဉ်းစားကြည့်တချို့လူတွေတွေးဖို့ကိုကြည့်လောဘမရှိရင်တဲ့ဘယ်လိုလုပ်ချမ်းသာမလဲပေါ့လောဘရှိလို့ချမ်းသာတယ်လို့တချို့ပြောကြလောဘရှိတော့ပစ္စည်းရှာတယ်ပစ္စည်းရှာလို့ပစ္စည်းရတယ်ရလို့ရှိရင်ချမ်းသာလူတွေမှာပြောလို့ရှိတယ်အလုံးလုံးတဲ့သူကိုပြည့်တယ်လို့မပြောဘူးလောဘနည်းတယ်လို့ပြောတယ်အလုံးကြိုးစားလုပ်တဲ့လူကိုတော့လောဘကြီးတယ်လို့ပြောတယ်အဲ့ဒါတလွဲပြောနေတာလားဖြစ်တယ်လောဘကြောင့်ချမ်းသာတာမဟုတ်ဘူးလောဘကလူချင်တာသာဖြစ်တယ်လောဘကဘာမှမလုပ်တတ်ဘူးလုပ်တာကဘာလို့ဆိုဝိရိယနဲ့ပညာလောကမှာဆိုကြည့်လေဈေးအယောင်းဝယ်လုပ်တဲ့ပုဂ္ဂိုလ်ဟာလောဘလေးရှိုံနဲ့ဘယ်လိုလုပ်ရောင်းတတ်ဝယ်တတ်မှာတော့ပညာကသာရောင်းတတ်ဝယ်တတ်တာလေလုံလဝိရိယကသာရောင်းဝယ်မှုမှာကြိုးစားတာဒါကြောင့်မို့လို့လူဘဝရောက်လာပြီဆိုလို့ရှိရင်လောဘရှိလို့ချမ်းသာမယ်ဆိုရင်ဘာမှသင်မနေနဲ့လောဘကမွေးတယ်ရှိနော်ဘာမှသင်ကြမလို့အခုငယ်ငယ်လေးတွေအကြောင်းသင်ကျူရှင်သွားဒီလိုကြိုးစားလာခဲ့ရတာဘာအတွက်လို့ဆိုပညာရဖို့လို့အဲ့ဒီပညာကလူလောကစီးပွားဥစ္စာဖြစ်ထွန်းစေမှာဖြစ်ဘာပဲဖြစ်ဖြစ်အယောင်းဝယ်လို့ရင်လည်းပဲရောင်းတတ်ဝယ်တတ်တဲ့ပညာဆိုတာရှိရတာပဲလေအဲ့တော့လောဘအကြောင်းလူတွေချမ်းသာတာမဟုတ်ဘူးချမ်းသာတာလုံလဝိရိယနဲ့ပညာကြောင့်မှချမ်းသာတယ်လို့ဆိုတာနော်လောဘကြီးလို့ဖြစ်နိုင်တာဘာလို့ဆိုရင်တခိုးဖြစ်နိုင်တယ်ကပိုင်းနိုင်ဖြစ်နိုင်တယ်ဓမြဖြစ်နိုင်လောဘရှိဟောလုံလဝိရိယရှိတယ်အသိပညာရှိတယ်ဆိုရအောင်လို့လူတော်လူကောင်းဖြစ်ပြီးတော့စီးပွားရှာတတ်တာဖြစ်တယ်ပေါ့ဒါကြောင့်မို့စီးပွားရှာတဲ့စီးပွားပညာ economics ဆိုတာပညာပြောတာလောဘပြောတာဟုတ်ဘူး eco ဆိုပြီးတော့သင်ရတယ်လေလူတွေအဲ့ဒါလို့ပတ်စံနေကုန်ကြထက်ခါပြီးတော့သင်တာဒီစီးပွားရှာတတ်ဖို့သင်တယ်အဲ့ဒါကြောင့်စီးပွားဖြစ်တယ်ဆိုတာပညာကမှစီးပွားဖြစ်ကြိုးစားတဲ့လုံလဝိရိယဒါကမှစီးပွားဖြစ်တယ်လောဘကြောင့်စီးပွားဖြစ်တာမဟုတ်ဘူးဆိုတာရှင်းရှင်းလင်းလင်းမှတ်သားထားဖြစ်တယ်သို့တော့တလွဲကိုပြောပြီးတော့နေလို့ရှိရင်တလွဲကိုထင်ရောက်တတ်တယ်ပေါ့မှန်ကန်တဲ့အမြင်တစ်ခုရှိဘူးရသော်ဘုရားကဟောတယ်လောဘောဓမ္မာနံပฏิပန္ထောပရိပန္ထောဘေးရန်ကြီးပဲတရားဓမ္မတွေဒီလောကီစီးပွားရေးတောင်အထောက်အကူမပြုတဲ့လောဘသည်လောကုတ္တရာတရားအတွက်ဘယ်လိုအထောက်အကူပြုမပြုဒီလောဘကအနှောက်ယှက်သည့်အတွက်ကြောင့်တရားဓမ္မတွေမတက်နိုင်ကြည့်လေဘလောက်နှောက်ယှက်တတ်တယ်လို့ဆိုလို့ရှိရင်ကိုရထားတဲ့တရားဓမ္မလေးပေါ်မှာဆိုပါစို့တရားကျင့်လို့တမာရီလေးကောင်းလာပြီဆိုရင်အဲ့ဒီတမာရီလေးကိုသဘောကျပြီးဒါလေးကိုထပ်လိုချင်နေတယ်ဆိုရှေ့မတက်တော့တရားဒါလောဘကအဟံတားလုပ်လိုက်တာလို့ခေါ်တယ်နော်တရားအထုတ်တဲ့ယောဂီပုဂ္ဂိုလ်တွေမှာကောင်းမြတ်တဲ့အတွေ့အကြုံလေးရှိရင်အဲ့ဒီအတွေ့အကြုံလေးကိုရချင်နေစိတ်နှလုံးအေးချမ်းမှုလေးကိုရချင်တယ်စိတ်တည်ငြိမ်မှုလေးကိုရချင်အဲ့ဒီရချင်နေတဲ့လောဘလေးရှိနေသေးရင်ကိုရှေ့တက်လို့မရတော့ဘူးတဲ့ဒါကြောင့်မို့စာပေကျမ်းကမှာအနာဂံပုဂ္ဂိုလ်တွေ
အနာဂတ်ပုဂ္ဂိုလ်တွေကဝိပဿနာတရားကိုအားထုတ်လို့အဲ့ဒီဝိပဿနာတရားအပေါ်မှာသူကတွေ့တာနေတယ်နှစ်သက်နေတယ်ဆိုလို့ရှိရင်ရှေ့ကိုတိုးလို့မရဘူးဉာဏ်နာဖြစ်လို့မရဘူးဉာဏ်နာမဖြစ်နိုင်ဘူးအဲ့ဒီလောဘလေးကတားဆီးထားတာတရားဓမ္မတွေရဖို့ရဲ့အတွက်အပိတ်အဆုတ်အဟံတာဖြစ်သွားအဲ့ဒါကိုစာပေကျမ်းကမှာဘယ်လိုဆိုတော့တေနေဝဓမ္မရာခေနတာယေဝဓမ္မနန္တိယဓမ္မရာဂလို့ခေါ်တယ်ကိုရထားတဲ့ကိုသိထားတဲ့တရားပေါ်မှာတွေ့တာဓမ္မရာအဲ့ဒီပေါ်မှာခြေတတ်နေတာဓမ္မနန္တိလို့ခေါ်တယ်အဲ့ဒီရာဂနန္တိဆိုတာရှိနေသေးရင်ကိုပဲယာနာဆိုတာဖြစ်မသွားနိုင်မဖြစ်နိုင်ဘူးလို့ဒီလိုဆိုတာဒါကြောင့်မို့လို့လောဘောဓမ္မာနံပရိပန်ထောလို့ခေါ်တာမြတ်စွာဘုရားအရေးကြီးတဲ့အချက်ဥစားပေးပြီးတော့ဟောလိုက်တာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒီမေခွန်းရဲ့အဖြေကိုလည်းပဲမြတ်စွာဘုရားဒီဟာနဲ့ဖြေတာဖြစ်နံပါတ်4မေခွန်းကြတယ်ဗာမေတော့ဆိုကိဉ္တုရတ္တိဓိဝခယောရတ္တိဆိုတာညဓိဝဆိုတာနေ့ခယဆိုတာကုန်းတာနေ့တွေညတွေကုန်းနေတယ်ဆိုတာဘယ်မှာကုန်းနေတာလဲဆိုတာကိုမေးခွန်းမေးလိုက်တဲ့အခါကျတော့မြတ်စွာဘုရားဖြေတယ်နေ့တွေညတွေကုန်းနေတယ်ဆိုတာဘယ်ပေါ်မှာကုန်းတာလဲဝယောရတ္တိဓိဝခယောနေ့ညတွေကုန်းဆုံးနေတယ်ဆိုတာအရွယ်နဲ့ဆက်ဆက်ပြီးကုန်းဆုံးဘုန်းကြီးတို့တွေကြည့်အရွယ်3ပါးနဲ့ပြောမယ်ဆိုလို့ရှိရင်ရှေးတုန်းကသတ်မှတ်ချက်အရာအသက်100တန်းမှာဆိုရင်33ပထမတစ်နှစ်သားကနေပြီး33ထိအောင်ပထမအရွယ်လို့ခေါ်တယ်34ကနေပြီးတော့66ထိအောင်ဒုတိယအရွယ်66ဟိုပဲ69ထိအောင်တတိယအရွယ်လို့ခေါ်လိုက်တယ်အဲ့ဒီအရွယ်တွေလူတွေရဲ့အရွယ်တွေဟာတဖြည်းဖြည်းရက်လာတဲ့အရွယ်တွေဟာဘာတွေနဲ့ဆက်ဆက်နေတယ်လဲလို့ဆိုနေ့တွေညတွေကုံဆုံးလာတာများလို့ရှိရင်အရွယ်ဟာလည်းကြောက်တာနော်ကြပြာလေးတစ်ပုဒ်ပြောသလိုပဲတဏီကွယ်သေနေသို့တခါကူမသေးဘူးမထင်လိုက်တယ်နေကွယ်တာအကျိန်များတယ်လားသေနေရွာတခါသွားရလိမ့်မယ်တားမရဘူးဆိုတဲ့စကားလို့နော်နေ့စဉ်တနေ့မှာနေပေါင်းဘလောက်ကြုံတာကိုယ့်ကိုတွက်ချင်တယ်တနေ့ဆိုလို့ရှိရင်နေဝင်နေထွက်တာကိုယ်မှာဘလောက်ကြာဘလောက်ကြုံရတယ်လဲဆို365ရက်တနေ့လည်းစရပေါင်း365ချိန်တနေ့အတွင်းမှာနေဝင်တာနေထွက်တာတွေ့တယ်ဟောနေ့တွေညတွေကုန်သွားတာ365ကုန်သွားတာအရွယ်တွေဟာရက်လာဒီလိုဆိုအဲ့လိုလူရဲ့အရွယ်တွေဟာလည်းပဲနေ့တွေညတွေကုန်ဆုံးချိန်တွေများလာလေးအရွယ်တွေဟာကုန်ဆုံးလာတယ်လူပြိုတဲ့အရွယ်ကနေပြီးတော့အိုမင်းရင်းရော်တဲ့အရွယ်ကနေပြီးနောက်ဆုံးအရွယ်ထိရောက်ရှိပြီးတော့သွားတယ်ဒါကိုပြောတာဝယောလူတွေရဲ့အရွယ်ရတ္တိဓိဝခယောနေညာကုန်ခန်းနေတာနဲ့ဆက်ဆက်နေတယ်အလကားသာကုန်သွားတာမဟုတ်ဘူးဒီနေ့တရက်ကုန်သွားရင်ကုန်သွားတဲ့နေ့တွေရက်တွေသူ့ဘာသူကုန်သွားတာမဟုတ်ဘူးခန္ဓာကိုယ်ကနုပြုတ်မှုတွေကိုယူသွားတယ်ဖြည့်ဆည်းသွားတယ်ဒါကြောင့်မို့တဖြည်းဖြည်းအိုမင်းသွားတယ်လို့ဆိုလို့လူတွေရဲ့အရွယ်ကို10မျိုးပိုင်းတာရှိသေးတယ်ပေါ့အဲ့ဒါနဲ့10မျိုးပိုင်းတာနဲ့ပိုင်းကြည့်မယ်ဆိုရင်တစ်နှစ်သားကနေပြီးတော့10နှစ်ထိအောင်မန္တထတကလို့ခေါ်တယ်နုနယ်တဲ့အရွယ်လေးကိုလည်းအဲ့ဒီအရွယ်တွေကုန်ခဲ့ကြပြီတစ်နှစ်သားအရွယ်ကနေ10နှစ်သားထိအဲ့ဒါမှနုနယ်ပြီးတော့အမေဖေကိုအားကိုးနေတဲ့အရွယ်ကလေးအရွယ်10နှစ်17နှစ်ကနေပြီးတော့အနှစ်20ကြာခိတ္တထတက
တငယ်ချင်းပေါင်းတဲ့နေတဲ့ကစားတယ်ပြောတယ်ဆိုတဲ့အရွယ်အသက်20ထိအောင်ခိတ်တာတတ်ကဒါလည်းကုံဆုံးသွားကြပြီလို့အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကြည့်ပြီတခါ22နှစ်ကနေပြီး30အထိကျဝဏထတကရုပ်စင်းတွေတိုးတက်ပြီးတော့ပြည့်ပြည့်ဖြိုးဖြိုးနဲ့ကြည့်ပြောရှုပြောဖြူ22နှစ်ကနေပြီးလူလားမြောက်လာပြီး30လောက်ထိအောင်လူတွေဟာကြည့်ပြောရှုပြောဖြစ်လာဝဏထတကလို့ခေါ်တယ်အဲ့ဒီကနေပြီးတော့32နှစ်ကနေ40ထိအောင်ကျတော့ခွန်အားတွေကာယဝလာတွေတိုးတက်များပြားလာတော့ဗလထတကလို့ခေါ်တယ်လူတွေဟာအားရှိအင်ရှိအဲ့ဒီအချိန်လေးမှာလုံနိုင်ကိုင်းနိုင်သွားနိုင်လာနိုင်စားနိုင်တောင်းနိုင်ဆိုတဲ့အရွယ်မျိုးဖြစ်လာတခါ41ကနေ50အထိကျပညာဓာတကလို့ခေါ်တယ်ဘာလို့စဉ်းစားစားလောက်လာပြီဒီမှာအဲ့ကျအရင်ကလို့လောမဟုတ်တော့ဘူးစိတ်ကလည်းတည်ငြိမ်လာတယ်41ကနေ50ထိအောင်တည်ငြိမ်တဲ့အရွယ်သိပညာတွေတိုးတက်လာတဲ့အရွယ်ဖြစ်လို့ပညာဓာတက51ကနေ60ကျတဲ့အခါကျတော့ဟာနိဓာတကအဲ့ဒီကလည်းစပြီးပြန်ကြရှစ်တိုးမရှိတော့ဘူးတတ်ရင်တတ်မယ်ကြလာပြီအဲ့ဒီကလည်းစရှစ်အတိုးမရှိရော့ဟာနိဓာတက51ကနေ60အတွင်းဆိုဟာနိရုပ်လျော်လာတယ်လို့ဆိုတယ်61ကနေ80ထိအောင်ကျတော့ပပ္ပါရဓာတကလို့ခေါ်တယ်။ကိုင်းတိုင်းဖြစ်လာလမ်းလျှောက်လို့ရှိရင်နည်းနည်းရိုင်းတိုင်းလေးလှုပ်လာနော်အဲ့မှာတောင်ဝေးလေးပါလေးကိုင်းလာကြရိုင်းတိုင်းဖြစ်လာ81ကနေ80ကျတော့ဝင်ကဓာတကခါးလေးပါကုန်းလာအဲ့လက်ပြင်လေးကုန်းလာတယ်ခါးလေးကုန်းလာဟောလူရဲ့အသက်အဲ့လိုအရွယ်ဆိုတာအဲ့ဒီလိုအရွယ်အလိုက်လူတွေရဲ့ဆုပ်ယုပ်လာမှုဒီပုံစံနဲ့ပြ81ကနေ90ရောက်တဲ့အခါကျတော့မောမူဟထတကတွေ့ဝေးလာတယ်ကိုယ်ဟာလေးမေ့ကျင်တာဒါလေးမေ့ထမင်းစားပြီးသားတော့ဟဲ့ငါထမင်းမစားရသေးဘူးလို့ပြောကျင်ပြောတာဆိုင်မှာဖြစ်တဲ့လူဆိုပို့ဆိုးတာဟိုဟာလေးထားမိတ်ဒါလေးထားမိတ်ငါခုနဒီနာရှိပါအခုပဲရောက်သွားတော့ကိုကကိုပြောက်ကိုပြောလိုက်တာမိတ်အဲ့ဒီလိုတွေဖြစ်လာတယ်မောဖို့ကတွေ့ဝေးလာ61ကနေ100ကျတော့အဲ့ရထဲမှာလဲနေတဲ့တယေနဓာတကဟော10နှစ်လူရဲ့အရွယ်တွေဟာနေ့နဲ့ညနဲ့ကုန်းကလို့အဲ့ဒီအရွယ်တွေဟာလည်းကုန်းခန်းသွားတယ်ဆိုတာမြတ်စွာဒါဘဝခရီးမှာတို့တွေဟာဒီတိုင်းနဲ့သွားနေရတယ်ဆိုတာကိုတန်ဝေကယူပြီးတော့ကြည့်စီရပေါ့အဲ့ဒီမေကွန်းကိုဖြေလိုက်တာပဲဖြစ်တယ်နံပါတ်5မေကွန်းကြတော့ဘာလို့ဆိုကိမလံဗြဟ္မစရိယတာဗြဟ္မစရိယဆိုတာအိမ်တော်ဘက်နဲ့ကင်းကင်းရှင်းရှင်းနေပြီးတော့မြတ်သောအကျင့်ကိုကျင့်တယ်ဒီလိုဆိုလို့ရပေါ့အိမ်တော်မပြုတ်တဲ့မြင့်မြတ်တဲ့အနေအထားမျိုးနဲ့နေတယ်လို့ဆိုတယ်အဲ့တော့7ပါးသီလဆောက်တည်တဲ့အခါမှာတွေ့တယ်ပေါ့နော်အဗြဟ္မစရိယဝေရမဏိသိက္ခာပရမရိယမေလို့ဆောက်တယ်အဲ့တော့ဗြဟ္မစရိယဆိုတာအဲ့ဒါအဲ့ဒီဗြဟ္မစရိယကိုဆောက်တည်တဲ့ပုဂ္ဂိုလ်တွေအတွက်အညစ်အကြေးကဘာလဲလို့ဒီမေကုံမေးတဲ့အခါကျတော့မြတ်စွာဘုရားဘာဖြေလိုက်တော့ဆိုအဋ္ဌိမလံဗြဟ္မစရိယတအဋ္ဌာယံသစ္စတိပဇာလောကလူသားတွေဟာမြတ်သောအကျင့်ကိုကျင့်ပြီးဟောအိမ်တော်မပြုတ်ဝဲနေချတဲ့လူတွေအတွက်အနှောက်အယှက်အဟံတာဖြစ်လာတာကတော့ကိုယ်နဲ့လိမ်ရင်းမတူတဲ့အမျိုးသမီးတွေပဲဖြစ်တယ်လို့ဒီလိုဆိုလို့ပေါ့ဒါဆတ်ချက်အမျိုးသမီးကြတော့လည်းအမျိုးသားလို့ပြောလို့ရတယ်အမျိုးသမီးကြတော့အမျိုးသားအတွက်ကြတော့အမျိုးသမီးပေါ့အဲ့ဒါဗြဟ္မစရိယပျက်စီးခြင်းရဲ့အညစ်အကြေးတွေပဲဗြဟ္မစရိယရဲ့အညစ်အကြေးအပြစ်နာစာတွေပဲလို့ဒီလိုမြတ်စွာဘုရားဖြေတယ်နောက်6ခုမြောက်မေခွန်းကြပါမေးလို့ဆိုကိတိနာန
မနောတကံဒီစင်ကြယ်ဖို့ရအတွက်လူတွေဟာဘာလို့ကြခန္ဓာကိုယ်စင်ကြယ်ဖို့အတွက်ကြဆပ်ပြာနဲ့ရေနဲ့ရေချိုးမှုတန့်ရှင်းတိုက်ချွတ်ကြအဲ့ဒါလိုပဲအခုလိုလူတွေရဲ့စိတ်လူတွေရဲ့ခန္ဓာကိုယ်သဘာဝတရားတွေစင်ကြယ်ဖို့အတွက်စင်ကြယ်စေနိုင်တဲ့အရာကဘာလဲကိုယ်ကျင့်တရားတွေစင်ကြယ်ဖို့စိတ်အစဉ်တွေစင်ကြယ်ဖို့ဘယ်အရာကစင်ကြယ်စေတတ်တဲ့အရာလဲရုပ်ဝတ္ထုတွေစင်ကြယ်ဖို့ကြတော့ဆပ်ပြာနဲ့ရေနဲ့တိုက်ချွတ်စေကြောကြလို့ရှိရင်စင်ကြယ်တယ်အေးလူရဲ့စိတ်စင်ကြယ်ဖို့ကြတော့ဘာလို့ဆိုရင်တပောစဗြဟ္မစရိယံစတံတိနာနမနောတကံတန်စင်လို့တဲ့ပုဂ္ဂိုလ်တွေအတွက်တပဆိုတဲ့အကျင့်တရားတွေဗြဟ္မစရိယဆိုတဲ့မြတ်သောအကျင့်တွေအဲ့ဒီအကျင့်တွေဟာစင်ကြယ်ခြင်းရဲ့အကြောင်းဆိုလိုတာကဘုန်းကြီးတို့တွေဘုန်းကြီးတို့ရဲ့စိတ်ထဲမှာရှိတဲ့ကိလေသာအညစ်အကြေးတွေစင်ကြယ်အောင်ဘာနဲ့ဆေးကြောမလဲမြတ်စွာဘုရားသုတ္တန်လေးမှာဟောတာရှိတယ်သီလနဲ့ဆေးကြောရမယ်နော်သီလနဲ့ဆေးကြောရမယ်တမာရီနဲ့ဆေးကြောရမယ်ပညာနဲ့ဆေးကြောအခုဒီသုတ္တန်မှာတပနဲ့ဗြဟ္မစရိယဗြဟ္မစရိယတပလို့ဆိုတာသီလကိုပဲပြောတာပဲသီလနဲ့ဆေးကြောရမယ်လူတွေရဲ့တဏ္ဍာမှာရှိတဲ့ကိလေသာဆိုတဲ့အညစ်အကြေးတွေကိုဒါနဲ့ဆေးကြောတတ်စေပြရသီလပရိဒေါတံပညာပညာကိုသီလနဲ့ဆေးကြောတယ်ပညာပရိဒေါတံသီလပညာနဲ့သီလကိုဆေးကြောတယ်ဆိုလိုတာကသီလနဲ့ပညာဟာအရေးကြီးတဲ့အရာနှစ်ခုဖြစ်တယ်ပေါ့အဲ့ဒီအရေးကြီးတဲ့နှစ်ခုဟာလူရဲ့စိတ်ထဲမှာရှိတဲ့ကိလေသာတွေကိုဆေးကြောနိုင်စွမ်းရှိတယ်နောက်ဆုံးမှာအစွမ်းထက်တဲ့အရတ္တမေဆိုတဲ့ပညာရှိသမျှကိလေသာတွေကိုကုံဆေးကြောတန်းဆင်ပြနိုင်တယ်လို့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါလို့စိတ်အစဉ်တန်ရှင်းစင်ကြယ်ဖို့အတွက်ကတော့အကျင့်တရားတစ်ခုချင်းညာကြိုးကိုအထောက်ကိုကျင့်သီလကိုအခြေခံပြီးတော့တမာရီကျင့်စဉ်ကျင့်ရမယ်ပညာကျင့်စဉ်ကျင့်ရမယ်အဲ့ဒါမှတန့်စင်စိတ်ကြောမှုဆိုတာဖြစ်နိုင်တယ်လို့မြတ်စွာဘုရားဒီလိုဟောတာအေးခုနှစ်ခုမြောက်မေခွန်းကဘာမေးလိုက်တော့ဆိုကတိလောကသမိန်စိတ်ဓာတ်နိယထဝိတ္တနာတိဋ္ဌတိလူတွေဟာနေစဉ်နဲ့အမျှရှားဝေကြစီးပွားဥစ္စာတွေရှားဝေကြပင်ပင်ပန်းပန်းခံပြီးနေဗနာညာမှာပစ္စည်းစီးပွားဥစ္စာတွေရှယ်ကြတနေ့ကုန်တနေ့ကန်းဈေးထိုင်ရောင်းကြရတဲ့အလုပ်တွေလုပ်ကြစီးပွားဥစ္စာတွေရှားကြအဲ့ဒီရှားထားတဲ့စီးပွားဥစ္စာတွေယိုကျသွားနိုင်တဲ့အပေါက်တွေဘယ်နှခုရှိလဲဆိုပြီးနော်ဒါကနတ်ပြည်ကနတ်သားတွေကစီးပွားရှာလို့မေးတာမဟုတ်ဘူးလူပြည်ကလူတွေအတွက်မေးတဲ့မေးခွန်းသားတွေဖြစ်တယ်ပေါ့မေးတယ်ဂတိလောကသမိန်စိတ်ဓာတ်ယထဝိတ္တနာတိဋ္ဌတိစီးပွားဥစ္စာမတည်နိုင်တော့ယိုကျသွားစေနိုင်တဲ့လောကမှာအပေါက်ကြီးတွေဘယ်နှပေါက်ရှိပါလဲယိုပေါက်တွေဘယ်နှပေါက်ရှိတယ်လဲစီးပွားဥစ္စာရှာတဲ့ပုဂ္ဂိုလ်တွေအတွက်ယိုပေါက်တွေမေးတဲ့အခါကျတော့ဟောရသော်ပြဖြေတယ်သလောကသမိန်စိတ်ဓာတ်ယထဝိတ္တနာတိဋ္ဌတိလူတွေနေစဉ်နဲ့အမျှရှာထားတဲ့စီးပွားဥစ္စာတွေမတည်နိုင်တာဟာလောကမှာအပေါက်ကြီး6ပေါက်ရှိရိုးပေါက်ကြီးတွေရှိရိုးပေါက်ကြီးတွေရှိဒီရိုးပေါက်တွေကိုအကြောင်းပြုပြီးတော့အဲ့ဒီရိုးပေါက်တွေပိတ်နိုင်မှာမပိတ်နိုင်ဘူးဆိုရင်ကိုရှာထားတဲ့စီးပွားဥစ္စာတွေဟာအိတ်ကောက်နဲ့အိတ်ပေါက်နဲ့ဖားကောက်တယ်လို့ဘာမှရလိုက်မှာမဟုတ်ဘူးချင်းညာနဲ့ရေခတ်တယ်အကုန်လုံးယူထွက်သွားအဲ့တော့ဒီယူပေါက်တွေကိုပိတ်နိုင်ရမယ်ဒါနဲ့ပတ်သက်ပြီးတော့ဒီနာမဟာဝိသုဒ္ဓရဲ့ကျောင်းတိုက်ကြီးကိုတည်ထောင်သွားတဲ့မဟာဝိသုဒ္ဓရမဆရာတော်ဘုရားကြီးဆိုတာ
အဲ့ဒီပထမမဟာဝိသုဒ္ဓရမဆရာတော်ဘုရားကြီးကစိတ်ဓာပိဋာနနီးဆိုကျန်တဲ့ချမ်းရေးခဲ့မှုတယ်ခုလည်းတချို့ကပြန်ထွက်တယ်အဲ့ဆောင်စိတ်ဓာပိဋာနနီးစိတ်ဓာဆိုတာအပေါက်ပိဋာနနီးဆိုတာပိတ်တယ်အပေါက်ပိတ်ကျမ်းလို့ဆိုလို့ရပေါ့အဲ့ဒါဒီမေကုန်းအဖြေကိုချဲ့ပြီးတော့ရေးထားတာနော်စိတ်ဓာပိဋာနနီးကျမ်းဆိုတာရှိတယ်ဝါဒနာပါလို့ရှိရင်စာအုပ်ဆိုင်နေမေးပြီးတော့ဖတ်ချင်စိတ်ဓာပိဋာနနီးကျမ်းဒီ6ခုစီးပွားရေးရုပ်ပေါက်ကြီး6ပေါက်အဲ့ဒီရုပ်ပေါက်ကြီးတွေ6ပေါက်ရှိတဲ့ပိတ်ရမယ်လို့ဆိုတယ်လောကလူတွေဟာစီးပွားရေးအတွက်ရုပ်ပေါက်ကြီးတွေမပိတ်နိုင်လို့ရှိရင်ရှာသမျှစီးပွားတွေဟာဘယ်တော့မှမလောက်ဘူးကိုပျက်စီးဆုံးရှုံးသွားမှာပဲဖြစ်တယ်အဲ့ဒီရုပ်ပေါက်ကြီး6ပေါက်ဆိုတာဘာလဲနံပါတ်1ကအာလတယအပြင်းထူခြင်းနော်ဆေးသွားမှမသွားဘူးအလုံးလုံးမှမလုပ်ဘူးအပြင်းထူတာအပြင်းထူခြင်းဟာလည်းရုပ်ပေါက်တစ်ခုပဲလုံလဝိရိယအမြဲရှိနေရမယ်စီးပွားရှာပြီဆိုရင်လုံလဝိရိယရှိရအပြင်းထူသွားလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒါစီးပွားဥစ္စာရုပ်ပေါက်ကြီးတစ်ခုပဲပြင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တရားစီးပွားတိုးတက်မှုရဲ့အဟံတာကြီးဖြစ်တယ်ပေါ့ဒါကြောင့်မို့အဲ့ဒီရုပ်ပေါက်ကြီးတစ်ခုဟာဥစ္စာစီးပွားရဲ့ရုပ်ပေါက်ကြီးတစ်ခုပဲဖြစ်တယ်လို့ပြောတယ်နောက်ဒုတိယရုပ်ပေါက်ကဘာတော့ပမာဒေါရှင်မှုမေ့လျော့ခြင်းအချိန်လေးမှာအချိန်လေးဖြုံးပြီးတော့လူဟာကိုယ်ဝါဒနာပါတဲ့ပုံမှာရှင်မှုနေတယ်ဆိုပါစို့တစ်ဖေးဆိုင်ထိုင်ပြီးတော့အချိန်ဖြုံးခြင်းဖြုံးမယ်တငယ်ချင်းအပေါင်းအသင်းနေတဲ့စကားပြောခြင်းပြောနေမယ်အချိန်လေးဖြုံးနေမယ်အဲ့ဒါရှင်မှုခြင်းပဲဖြစ်တယ်ကိုလုပ်ရမယ့်လုပ်ငန်းတွေပေါ်မှာမေ့လျော့ပြီးတော့ရှင်မှုနေခြင်းဟာလည်းစီးပွားဥစ္စာပြည့်ခြင်းရဲ့အကြောင်းတစ်ခုဖြစ်တယ်အဲ့ဒီပမာဒဆိုတဲ့ရှင်မှုမေ့လျော့မှုဟာစီးပွားဥစ္စာရဲ့ရိုးပေါက်ကြီးတစ်ခုပဲဒါကိုလည်းပဲပိတ်နိုင်ရပြင်းရည်ခြင်းဆိုတဲ့ရိုးပေါက်ရှင်မှုမေ့လျော့နေခြင်းဆိုတဲ့ရိုးပေါက်ဒီရိုးပေါက်နှစ်ပေါက်နောက်တစ်ခုကတော့ဘာလို့ဆိုရင်အနုဋ္ဌာဏတက်တက်ကြွကြွမရှိခြင်းအလုတ်လုတ်တဲ့အခါမှာလည်းလှုပ်တော့လှုပ်တယ်တက်တက်ကြွကြွမရှိပြင်းပြင်းကြီးလှုပ်နေတယ်ပေါ့နော်အဲ့ဒီလိုမတက်ကြွတဲ့ကြိုးစားအထောက်မှုလုံးဝမရှိတာရုပ်ပေါက်ကြီးတစ်ခုပဲသူများကိုရတဲ့နဲ့ຢာနေမရလိုက်ဘူးစီးပွားရေးမှာအောက်ကျနောက်ကျဖြစ်သွားတယ်ဟောဒီရုပ်ပေါက်ကြီးကိုလည်းပိတ်နိုင်ရမယ်သူပြောနောက်တစ်ခုကဘာလို့ဆိုအတ္တယမမဆောင်စည်းဘူးဆိုတာကိုချင်းတရားပြက်ပြားမဆောင်စည်းဘူးကိုချင်းတရားပြက်ပြားနေတဲ့ပုဂ္ဂိုလ်တရားစီးပွားဥစ္စာထိမ့်ထိမ့်သိမ့်သိမ့်ဆောက်ရှောက်နိုင်စွာမရှိဘူးထိမ့်ထိမ့်သိမ့်သိမ့်ဆောက်ရှောက်နိုင်စွာမရှိဘူးအဲ့တော့ဆောင်စည်းမှုကင်းလာပြီဆိုရင်လူတရားဆိုပါစို့ကိုမထိမ့်သိမ့်နိုင်တဲ့အခါကျတော့အလောင်းကစားတွေဝါသနာပါလာတယ်ဟိုဟာတရားတွေဝါသနာပါတယ်အတောက်အစားတွေဝါသနာပါအဲ့တော့ကိုထိမ့်သိမ့်ဆောက်ရှောက်နိုင်မှုမရှိဘူးဆိုလို့ရှိရင်စီးပွားဥစ္စာတွေရုပ်ပေါက်ကြီးတစ်ခုပဲကိုထိမ့်နိုင်ရမယ်သိမ့်နိုင်ရမယ်လူတော်လူကောင်းအဖြစ်ရပ်တည်နိုင်ရမယ်ဒီလိုဆိုနံပါတ်5ကျတော့ပါတော့နိဋ္ဌာတဲ့အိတ်ထဲအိတ်ခုနအပြင်းထူရုံနဲ့မကဘူးအိတ်လိုက်ပြီဆိုလို့ရှိရင်လုံးဝထားမကြည့်အိတ်ကြီးတာဟာလည်းပဲရုပ်ပေါက်ကြီးတစ်ခုပဲပစ္စည်းဥစ္စာတွေရတဲ့ရလိုက်တာမရလိုက်ဘူးရပြီးသားတွေလည်းပဲမလုံးမချုံဖြစ်ပြီးအိတ်အဲ့တော့အိတ်ကြီးခြင်းဟာလည်းရုပ်ပေါက်တစ်ခုပဲဟောနောက်6ခုမြောက်ရုပ်ပေါက်ကတော့ဘာတော့တန်ဒီဒီတန်ဒီဆိုတဲ့ဟာကသူကဘာတော့ခုနတော့ကပြင်းတာအလုတ်ကိုလုံးဝမလုတ်တာအပြင်းအခုဟာကြတော့တန်ဒီဆိုတာအချိန်ဆွဲတယ်ဘာလို့လို့နော်မိုးရွာနေသေးလို့ဆိုပြီးအချိန်ဆွဲလိုက်တယ်စောသေးတယ်ဆိုပြီးအချိန်ဆွဲလိုက်တယ်ချမ်းသေးလို့ဆိုပြီးတော့အချိန်ဆွဲလိုက်တယ်နော်နေပူးနေသေးလို့ဆိုပြီးအချိန်ရွှေ့လိုက်
အဲ့ဒါကိုတန်ဒီလို့ခေါ်တယ်လူတွေရဲ့တဏ္ဍာမှာအနှောင့်အယှက်ဖြစ်တဲ့အရာဒါလေးတန်ဒီဆိုတဲ့ဒီအပြင်းထူခြင်းတစ်မျိုးပေါ့အပြင်းထူခြင်းတစ်မျိုးစောလုံးနဲ့နောက်ချလွန်သွားပြီးအေးလွန်နဲ့ပူလွန်နဲ့ဆိုတဲ့အကြောင်းပြလေးတွေနဲ့အလုတ်မလုတ်ရအောင်ချိန်ဆွဲနေတယ် go slow ပေါ့နော်လုတ်ပြီးလုတ်တော့လုတ်တယ် go slow နဲ့သွားတယ်အဲ့ဒါလို့မကြိုးစားတဲ့ပုဂ္ဂိုလ်တယောက်စီးပွားဥစ္စာတွေယူပေါက်ကြီးတွေဖြစ်တယ်လို့ဟောမြတ်စွာဘုရားအဲ့ဒါလို့ခေါ်တာအဲ့တော့တေစိတ်တွေတပ္ပသောတံဝိဝစိတ်အဲ့ဒီအပုတ်တွေပိတ်နိုင်ရမယ်တဲ့မပိတ်နိုင်ဘူးဆိုလို့ရှိရင်ကိုရှာထားတဲ့စီးပွားဥစ္စာတွေလည်းယိုယွင်းပျက်စီးသွားရှိတဲ့စီးပွားဥစ္စာလည်းယိုယွင်းပျက်စီးသွားမယ်ရနိုင်တဲ့စီးပွားဥစ္စာတွေကလည်းလက်လွတ်ဆုံးရှုံးသွားနိုင်တယ်လို့မြတ်စွာဘုရားဒါကိုဖြေတာအာလတယင်္စပမာဒောစအနုဋ္ဌာဏအတ္တယမောနေဋ္ဌာတန္တိစတေစိတ်တွေသဗ္ဗသောတံဝိဝိစေတဲ့အဲ့ဒီအပေါင်း6ပေါက်ကိုပိတ်နေအောင်ပိတ်ပါတဲ့အဲ့ဒါမပိတ်လို့ရှိရင်စီးပွားဥစ္စာမတိုးတက်နိုင်ပါဘူးလို့ဒီလိုမြတ်စွာဘုရားသခင်ကိုရမြတ်ဟောကြားဆုံးမခဲ့တာဖြစ်ပါတယ်မြတ်စွာဘုရားကိုလာရောက်မေးတဲ့နတ်သားဟာသူ့ရဲ့အများအတွက်အကျိုးရှိတဲ့မေးခွန်းတွေကိုသူမေးမြန်းပြီးတော့မြတ်စွာဘုရားရဲ့ဖြေကြားချက်တွေကိုမှတ်သားနိုင်ပြီးဝမ်းမြောက်ဝမ်းသာဖြစ်ပြီးသူဟာထိုနေရာမှာပျောက်ကွယ်ပြီးနတ်ပြည်ကိုပြန်သွားတယ်ဒါဥစ္စာစီးပွားယူပေါင်းများဆိုတာပိတ်နိုင်ဖို့ကြိုးစားရမယ်ဒီဟာတွေဥစ္စာစီးပွားယူပေါင်းတွေရှိတယ်ဆိုတာမြတ်စွာဘုရားရှင်းလင်းဟောကြားပြီးလောကရဲ့သဘာဝတွေအလုံးသိရှိမြတ်စွာဘုရားဆုံးမဟောကြားခဲ့တာဖြစ်တယ်ဆုံးမဟောကြားခဲ့တဲ့အထဲမှာရှောင်ရမှနဲ့ဆောင်ရမှဒီတစ်ခုတည်းပဲရှောင်တဲ့နာကိုရှောင်လို့ဆောင်တဲ့နာကိုလှုပ်ဆောင်မှသာလေကြီးပွားတိုးတက်နိုင်တာဖြစ်တယ်လို့မြတ်စွာဘုရားကိုကိုယ်ဝယ်စိတ်ကကြတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားရဲ့အဆုံးအမတရားတိုင်းလိုက်နာကြမှာအကျိုးရှိမှာဖြစ်တယ်အေးဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့နာစီရတိသုတ်တံမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမတတိပေးဟောကြားခဲ့တဲ့တရားတော်တွေတလေးတစားမှတ်သားနိုင်ယူပြီးတော့ဒီစီးပွားရေးဥစ္စာစီးပွားယူပေါက်ကြီးတွေများကိုယ်တဏ္ဍာမှာမဖြစ်ရလေအောင်ဥစ္စာစီးပွားယူပေါက်များကိုပိတ်ဖို့ပေါက်နေခဲ့တော့ပိတ်ဖို့ကြိုးစားအားထုတ်ကြရမယ်ထို့တူပင်စီးပွားဥစ္စာကယူပေါက်မဟုတ်ဘူးအခုပြောခဲ့တဲ့အပြင်းထူခြင်းစပြီးတော့ဒါတွေဟာလောကကြီးပွားရေးအတွက်လည်းမအောင်မြင်နိုင်တယ်လို့လောကုတ္တရာကြီးပွားရေးအတွက်လည်းမအောင်မြင်နိုင်ဘူးနိဗ္ဗာန်ရောက်ကြောင်းတရားကိုလည်းပဲပေါက်ရအောင်လုပ်နိုင်မှာမဟုတ်ဘူးအသိပညာတိုးတက်အောင်လည်းလုပ်နိုင်မှာမဟုတ်ဘူးဒါတွေဟာအားလုံးအတွက်ယူပေါက်ကြီးတာဖြစ်တယ်ဒီယူပေါက်ကြီးကိုပိတ်နိုင်အောင်တို့တွေစူးစမ်းအားထုတ်ကြမှာဖြစ်တယ်လို့ကိုယ်စီစိတ်ထဲမှာနှလုံးထားပြီးတော့ဥစ္စာစီးပွားယူပေါက်များပိတ်ဆို့နိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်